ဒီနေ့အရေးကြီးတဲ့ကိစ္စတွေတွေ့ရမယ်ဆုံးရမယ်ပြောရမယ်ဆိုရမယ်ဆိုရင်တော့မိတ်ဆွေအနေနဲ့အလွန်အရေးကြီးလျင်ဖနက်အသစ်ကိုစီး၍သွားလိုက်ပါလို့လမ်းညွှန်လိုက်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာဒီစီစဉ်ကိုဘေးရင်ရရမီဒီယာကစီစဉ်တင်ဆက်ပြီးတော့အောင်ထုဆန်းဘေးရင်ရရကမ်းမှအဓိကကူညီပံ့ပိုးတင်ဆက်နေတာဖြစ်ပါတယ်ခင်ဗျာအောင်ထုဆန်းဘေးရင်ရရကမ်းကိုဘေးရင်လာရောက်မေးမြန်းမယ်ဆိုရင်တော့3994236639 ဖုန်းနံပါတ်ကိုတရက်ကြိုတင်စီးရင်ပေးဆက်သွယ်ပြီးတော့လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာရန်ကုန်မြို့ရွှေတကုံဖျားကြီးအနီးကမဟာဝိဇ္ဇာဖျားကြီးပရုံတွေကငါးကန်နာလေးအနီးမှာဘေရင်ဟောကန်လေးဖွင့်လှစ်ထားကြောင်းဒီနေရာကနေကြေညာမောင်းခတ်လိုက်ပါတယ်ခင်ဗျာ2026ခုနှစ်ဧပြီလ4ရက်ဒီနေ့စနေနေ့ဟာပြဿနာခံတဲ့လေးကနန်းဖြစ်တာကြောင့်မိတ်ဆွေတို့အနေနဲ့ဂရုစိုက်မနေဖြစ်တယ်ထိခိုက်ရှာနာဖြစ်တာသူရဲတန်ုံဖြစ်တာစကားများရန်ဖြစ်ရတာအတိုက်ခိုက်ဖြစ်တာလျှက်စစ်လျှော့ဖြစ်တာတုံးနဲ့တူချင်းဆူထားတာတွေပြက်ကွက်တာရောရတာဆုံးရှုံးတာနစ်နာတာထိခိုက်တာပွန့်ရှာတာတွေဟာဒီလိုကိန်းကနန်းမျိုးနဲ့သက်ဆိုင်တယ်ဒါတော့Saturday 4 Sunday 4 Sunday လို့ဆိုတဲ့ဓမ္မချန်နေဖြစ်တယ်အဲ့ဒီမှာပြဿနာခံနေရဆိုတော့ဂရုစိုက်တင်ပါတယ်မိတ်ဆွေအနေနဲ့ဒီလိုနေ့မှာအခက်အခဲတွေအလုံးကျော်လွှားတော့အနောက်ရှက်တွေအလုံးကနေလွတ်တော့ဆိုရင်တော့ဓာတ်ကြီးလေးပါလှူဒန်းတဲ့ကုသိုလ်လုပ်ရပါတယ်နွားနို့ထမင်းနို့ထမင်းတစ်ပွဲတောက်တော်ရီတစ်ခွက်ဖျောင်းနိုင်တစ်တိုင်းစက္ကူရက်တစ်ချောင်းအဲ့၄မျိုးကိုမြတ်စွာဘုရားရှင်ကိုဒီလိုနေ့မှာမနေ့4နာရီနဲ့9နာရီကြားထဲမှာလှူဒန်းလိုက်ကြပါခင်ဗျာဒီနေ့မှာမိတ်ဆွေများအနေနဲ့ငွေကြေးကိစ္စတွေအခက်အခဲထင်းကောဖြစ်တတ်တယ်ငွေကြေးကိစ္စပြောဆိုရမယ့်ကိစ္စတွေအဆင်ပြေဖြစ်တတ်ပါတယ်ဒါကြောင့်ဒီနေ့မှာအထူးရရဖြစ်နေကတော့ခိုးတွေငှက်တွေအတောင်ပံပါတဲ့တတ္တဝါတွေကိုဘယ်လက်နဲ့အစာကျွေးလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန့်စင်ပွားမြင်ကြတဲ့ရင်သွေးရနာရီအတွက်ကတော့မဟာဘုတ်ဘေရနီယအထုံးမွားဇာတာရှင်တွေဖြစ်ပြီးတော့ဒီနေ့မှာမိရှုတန့်စင်ဖွားမြင်တဲ့ရင်သွေးရနာရီအတွက်ဘဝတစ်သက်တာလုံးကောင်းစားထွန်းပေါက်ဖို့လို့အတွက်ကတော့ဖုံးတော်ကြီးတစ်ပါးပါးကိုသင်္ကန်းပရိခေယတစုံထူထမ်းလိုက်ပါလို့လမ်းညွှန်လိုက်ပါတယ်ဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ဒီနေ့တစ်နှစ်တာလုံးကံကောင်းမှုလို့အတွက်ကုသိုလ်ရရာကတော့စီတမင်းစွန်းမြတ်စွာဘုရားရှင်လူရန်ချင်းရဟန်းတန်ကလောင်းလူချင်းစီတမင်းနဲ့လက်ဖက်ရည်အပရိသတ်ဆွေမျိုးမိတ်ဆွေတို့ကိုဒါနပြုခြင်းပြုလိုက်ကြပါခင်ဗျာဒီနေ့မှာအကျိုးပေးစိုးမိုးကဏ္ဍကတော့၄ကဏ္ဍ6ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေများငွေကံကောင်းဖို့အတွက်ဆိုရင်တော့ပတ်စံကြီးတဲ့ကိုအဖြူရောင်ပန်းလေးတစ်ပွင့်ဆောင်ထားလိုက်ပါခင်ဗျာဈေးတိုင်းတွေကုန်းစုံတိုင်းတွေစတိုးတိုင်းတွေလက်ဖက်ရည်တိုင်းတွေရောင်းပန်းတာဝယ်ပန်းလှဖို့လို့အတွက်ကတော့ဆိုင်ရှိမျက်နှာသာတဲ့မျက်နှာမူပြီးဒီလိုနေ့မှာအဝါရောင်ဖြော်ရည်တောင်းရင်ဈေးရောင်းကောင်းမှုဆူတောင်းလိုက်ကြပါခင်ဗျာအမှုကြုံနေတဲ့သူရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုတင်မော်သီးအမှဲ့မှာရေးပြီးသီလရှင်ဆရာလေးတစ်ပါးကိုလောင်းလှူလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူမိသားစုမှာရှိရဆိုရင်တော့ကျမ်းမာရေးညံ့နေတဲ့သူအတွက်ဓာတ်စာဖြစ်နေဒီလိုနေ့မှာကြက်ဥကျော်အနှဲငယ်စားပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအခြေရမြစ်တာအိမ်တော်ကြီးကိစ္စတွေပြည်လည်ချမ်းသာဖို့လို့တော့ကတော့ဒီလိုနေ့မှာအချွေတစ်ခွက်နတ်စွာဘုရားရှင်ကိုလှူဒန်းပြီးဆူတောင်းလိုက်ပါဒီနေ့အရေးကြီးတဲ့ကိစ္စတွေတွေ့ရမယ်ဆုံးရမယ်ပြောရမယ်ဆိုရမယ်ဆိုရင်တော့မိတ်ဆွေအနေနဲ့အလွန်အရေးကြီးလျင်ဖနက်အသစ်ကိုစီး၍သွားလိုက်ပါလို့လမ်းညွှန်လိုက်ပါတယ်ခင်ဗျာဒီစီစဉ်ကိုတစ်ခက်နဲ့နေ့စဉ်မပြတ်အားပေးကြည့်ရှုစောင့်မျှော်နေကြတဲ့ခုနှစ်ရက်တိုင်းများအားလုံးဒီနေ့ဒီစီစဉ်ဒီရရာတွေကိုဆောင်ရွက်ခြင်းဖြင့်လောကီချမ်းသာအဖျားဖျားအနန္တကောင်းကျိုးချမ်းသာများရကြပြီးအောင်စေပိုင်စေနိုင်စေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ